အားကစားလုပ်တာက fan ဖြစ်ပေမဲ့အားကစားလုပ်ရင်လည်းချော်လေးသွားတာကတော့ fanny ဖြစ်နိုင်ပါတယ်ကြီးပဲ okay fan fanny ဒီနှစ်ခုကစင်တလူလိုနဲ့အတိတ်ပဲကတော့လုံးဝမတူပါဘူးဘယ်အချိန်ဒီမှာဘယ်လိုမျိုးမှန်အောင်သုံးကြမလဲပထမဆုံး fan ကတော့ပျော်စရာကောင်းတာကိုပြောတာပါကိုယ်တိုင်ပါဝင်ဆင်နွှဲပြီးတော့ enjoy ဖြစ်တဲ့နေရာတွေမှာသုံးလို့ရပါတယ် going to the beach is fan Wow the birthday party was very fun It's my birthday. Yes. ဒုတိယတစ်ခု fanny အဲ့ဒါကတော့ရည်ရတာဟာတာဖြစ်တာကိုပြောတာပါကိုယ့်ကိုရည်ရအောင်လုပ်တဲ့နေရာတွေမှာသုံးလို့ရပါတယ်that movie is so funny you look so funny in that hat အဲ့ဒါဆိုရင်ကိုယ်တိုင်ကရော funny ဖြစ်နိုင်လားဖြစ်နိုင်တာပေါ့ကိုကသူများကိုရည်အောင်လုပ်ပေးနိုင်တဲ့သူဆိုရင် I am funny လို့သုံးလို့ရတယ်လို့မျိုးကိုယ်တိုင်ကတခုခုလွဲချော်ပြီးတော့ရည်စရာဖြစ်သွားရင်လည်း I look so funny လို့ကိုပြန်ပြီးတော့ပြောလို့ရပါတယ်အားကစားလုပ်တာက fan ဖြစ်ပေမဲ့အားကစားလုပ်ရင်လည်းချော်လေးသွားတာကတော့ fanny ဖြစ်နိုင်ပါတယ် okay အဲ့ဆိုရင်အင်္ဂလိပ်စာလေးလာရတာက fan လား fanny လား